အားလုံးပဲမင်္ဂလာပါကျွန်တော်ပိုင်းတူ audio စံနာကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့ပိုင်းတူ audio မှာကျွန်တော်တို့ဒီစောင်းပေါက်တွေမနဲ့စင်နေရောင်းလဲရောင်းပါတယ်ကျွန်တော်တို့အငှားလဲလိုက်ပါတယ်ကျွန်တော်တို့ပြီးတော့စပီကာတွေရှက်ဆက်တွေမင်းရနေလဲကျွန်တော်တို့ပြုပြင်ပေးပါတယ် audio ပစ္စည်းတွေအားလုံးပြုပြင်ပေးပါတယ်เนาะကျွန်တော်တို့ဒီစိုင်တို့လာရောက်ရေးဝယ်ယူလို့ရသလိုကျွန်တော်တို့မြန်မာပြည်နဲ့နယ်ဝေးမှာဖုံးဆက်ပြီးဝယ်ယူတဲ့သူတွေရောကျွန်တော်တို့ပြည်ပရောက်နေတဲ့ကျွန်တော်တို့ audio ဝါသနာရှင်ညီကိုများလည်းပစ္စည်းတွေဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့စီမှာဖုံးဆက်ရေးဘိုင်ဘာကနေရောဗီဒီယိုကောတွေပါခေါ်ကြည့်ပြီးတော့ကျွန်တော်တို့ငွေလွှဲဝယ်ယူတာနဲ့လည်းကျွန်တော်တို့မိမိတို့နေတဲ့ဒေတာအရောက်ကိုပစ္စည်းတွေကားတင်အရောက်ပို့ဆောင်ပေးမှာဖြစ်ပါတယ်ဒါလေးကိုကျွန်တော်လာပြောပေးတာဖြစ်ပါတယ်ကျွန်တော်တို့မကြမီဒီကျွန်တော်တို့ရာသီခွင်ရောက်တော့မဲ့သတင်းကျွတ်မှာကျွန်တော်တို့ကထင်ရာသီကနေစပြီးတော့စောင်းပေါက်ဒီမန်နဲ့စင်တွေအုပ်စုံနေစင်မဲ့ညီကိုများအတွက်အထူးdiscount ဈေးတွေနဲ့ကျွန်တော်တို့တာဝန်ယူမှုတာဝန်ခံမှုတွေနဲ့ဈေးတွေလည်းအသက်သာဆုံးနဲ့ရောင်းချပေးမယ်ပစ္စည်းတွေလည်းကျွန်တော်တို့မိမိတို့လိုချင်တဲ့ကာလာဒေတာသူ့ရဲ့ဘောင်းတော့သူ့ရဲ့နဲ့သူ့ဆက်ဒီကျွန်တော်တို့အတုံးတဲမဲ့အတန်မျိုးတွေနဲ့စိတ်တိုင်းကြမှာယူဝယ်ယူအားပေးလို့ရပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ဒါလေးကိုကျွန်တော်မိတ်ဆက်ဗီဒီယိုလေးနဲ့သတင်းကောင်းပါလိုက်ပါတယ်ခင်ဗျာကျွန်တော်စီမှာစောင်းပေါက်မန်တက်စင်ပွဲသုံးပစ္စည်းမျိုးဆိုမီးစက်ဒိုင်နမိုတွေအစားအားလုံးကြောင်းချပေးပါတယ်ကျွန်တော်စီမှာပဲအသေးစိတ်အုပ်စုံနေပွဲတစ်ခုလုံးစားတဲ့လိုအပ်မဲ့ပစ္စည်းအားလုံးကိုကျွန်တော်တို့ရောင်းချပေးပါတယ်เนาะကျွန်တော်တို့ပွဲတွေခုံဝိုင်းနေကျွန်တော်တို့တမန်တဲ့ဒီအားလုံးရရှိမှာဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ပိုင်းတူ audio စံနာကတော့ကျွန်တော်တို့နေပြီးတော့လက်ဝဲမျိုးနဲ့စီယုံကျုံရမှာဖွင့်နေထားတာဖြစ်ပါတယ်။ဖုန်းနံပါတ်ကကျွန်တော်တို့3994248244နဲ့ကျွန်တော်တို့399689805860တို့ကိုဆက်သွယ်ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်။